high voltage inverter battery တွေကိုဘယ်လိုလူတွေအသုံးပြုသင့်လဲမိမိအိမ်မှာလုံးဆိုင်များများအသုံးပြုမဲ့သူတွေရုံးသုံးသမားတွေစက်ရုံသုံးသမားတွေအနေနဲ့အတိကအသုံးပြုသင့်ပါတယ်ရှင်။အမှန်ဒီနေ့ပြပြပေးသွားမှာကတော့30 kW high voltage inverter battery လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ high voltage inverter တွေမှာဆိုလို့ရှိရင် solar အဝင်က normal rating 150 volt ကနေပြီးတော့850 volt တွင်းဖြစ်ပြီးတော့ maximum volt အပြင်1000 volt ထိထည့်သွင်းအသုံးပြုလို့ရတဲ့အတွက်ကြောင့်မလို့ solar ပြားအချက်ရည်များများနဲ့လူချင်းမင်းတို့အသုံးပြုမဲ့ပစ္စည်းတွေကိုလည်းအများကြီး supporting ရရှိနိုင်ပါတယ်။နောက်တစ်ခုကသူကဒီ high voltage battery တွေမှာ160 volt ကနေပြီးတော့800 volt ထိလက်ခံနိုင်တဲ့အတွက်ကြောင့်မလို့ battery တွေကို6လုံးတွဲ12လုံးတွဲဆိုပြီးတော့စီးရိချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတာပဲဖြစ်ပါတယ်ရှင်။ AC ဘိုင်းမှာဆိုရင်လည်း AC 3 phase inverter ဖြစ်တဲ့အတွက်ကြောင့်မလို့ maximum output ampere 49.9 ampere ထိထုတ်သုံးဆွဲလို့ရပါတယ်ရှင်။ high voltage inverter battery တွေမှာဆိုလို့ရှိရင်ကားရနေတဲ့အတွက် power loss လျော့နေတယ် efficiency ပိုကောင်းပြီးတော့ commercial industrial system တွေအတွက်ပို့ပြီးတော့တင်တော်ပါတယ်အခုလိုမျိုး high voltage inverter battery တွေကိုညီမတို့ SCT မှာဝယ်ယူရရှိနိုင်လို့မျိုးအကြောက်စားပေးလဲရရှိနိုင်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့တက်စင်မဲ့ kilowatt အလိုက်ကျွမ်းကျင်သော engineer ကြီးများဖြင့်မြန်မာနိုင်ငံနေရာအနှံ့ပြလှည့်လည်တဲ့စစ်ပေးနေပြီဖြစ်ပါတယ်ရှင်